န်ခွက်တစ်လုံးမဖြစ်ပါစေနဲ့တခါတော့ကဉာဏ်ပညာထက်မြက်ပြီးအတွေ့အကြုံကျွယ်ဝတဲ့ပညာရှိကြီးတစ်ဦးရှိတယ်သူဟာဒီနေ့မှာတော့အိမ်မီးလောင်ပြီးပိုင်နေသမျှရရာအလုံးဆုံးရှုံးသွားလို့စိတ်ပြတ်အာရုံစွာနဲ့ဝမ်းနဲ့ပူဆွေးပြီးငိုကြွေးနေတဲ့လူငယ်တစ်ယောက်စီရောက်လာတယ်ပညာရှိကြီးကထိုလူငယ်ကိုရေတပံခွက်သွားယူခိုင်းပြီးစားတစ်စုပ်ကိုလည်းယူလာခိုင်းတယ်ရေခွက်ထဲကိုစားတစ်စုပ်ထည့်လိုက်ပြီးရိုးမွေလိုက်ခါလူငယ်ကိုတောက်စေပါတယ်ပြီးတော့ဘယ်လိုအရသာမျိုးရှိသလဲလို့မေးတဲ့အခါထိုလူငယ်ကဉာဏ်နာပေါ်လို့ဖြေတယ်ဒီတော့ပညာရှိကြီးကအသာပြောင်းလိုက်ရင်ထိုသူကိုစားတစ်စုပ်ယူခဲ့ပါလို့ခိုင်းလိုက်ပြီးလူနဲ့အတူလမ်းလျှောက်ဖို့မြို့ပြင်ကိုခေါ်လာခဲ့တယ်မြို့ပြင်ဘက်ကိုလမ်းလျှောက်လာရင်အလွန်ကျယ်ပြန့်တဲ့ကြည်လင်လာတဲ့ရေကန်ကြီးတစ်ကန်နာရောက်လာကြတယ်ဒီခါမှာပညာရှိကြီးကထိုလူငယ်လက်ထဲကပါလာတဲ့စားတစ်စုပ်ကိုရေကန်ထဲပြည့်ထည့်ခိုင်းလိုက်တယ်ပြီးတော့လူငယ်ကိုကဲအခုကန်ထဲကရေကိုတောက်ကြည့်လိုက်ပါဦးလို့ခိုင်းလိုက်တယ်လူငယ်ကလည်းရေကန်ထဲကရေကိုလက်တစ်ခုခတ်ယူပြီးတောက်လိုက်တယ်ပညာရှိကြီးကလူငယ်ကိုရေတောက်ပြီးတဲ့အခါအခုရောကန်ထဲကရေတွေကဘယ်လိုရတာရှိတယ်လဲလို့မေးလိုက်တယ်ဒီတော့လူငယ်ကဆက်လက်ပြီးကျုံရတဲ့တောက်ရေကိုငကိုယ်တည်းကအရသာတိုင်းမှာပဲလို့ပြန်ဖြေတယ်စောစောတုန်းကရေခွက်ထဲကိုစားထည့်ပြီးတောက်လိုက်တယ်လို့ငံသေးရဲ့လားလို့ပြန်တဲ့အခါမငံတော့ပါဘူးလို့လူငယ်ကပြန်ဖြေလိုက်တယ်ဒီတော့ပညာရှိကြီးဟာလူငယ်လေးရဲ့လက်ကိုဆုပ်ကင်ပြီးမကုန်းကိုအသာရပုတ်လိုက်ခါငါတို့ဘဝတွေရဲ့ထိခိုက်နာကျင်မှုဆုံးရှုံးခါးသီးမှုတွေဟာဘာနဲ့တူလဲဆိုရင်စားနဲ့တူတယ်ဘဝမှာကြုံလာတဲ့နာကျင်ဆုံးရှုံးမှုတွေကိုခံစားရတဲ့အတိုင်းတာကမင်းဘယ်လိုခွင့်နဲ့ခံယူလဲဆိုတာနဲ့ပဲသက်ဆိုင်တယ်မင်းကခွက်သေးသေးလေးနဲ့ခံယူတယ်ဆိုရင်ထိုထိခိုက်ဆုံးရှုံးမှုတွေကိုသိပြီးကြီးမားတယ်လို့ထင်လိမ့်မယ်ရေကန်လိုကျေပြန့်လာတဲ့ခွက်ကြီးကြီးနဲ့ခံရင်ဒီဆုံးရှုံးမှုဟာစိတ်ထိခိုက်နာကျင်မှုတွေဟာဘာမှပြောပလောက်တဲ့ဆုံးရှုံးမှုထိခိုက်နာကျင်မှုတွေမဟုတ်ဘူးဒီတော့ဘဝမှာထိုဆုံးရှုံးမှုတွေနာကျင်ခါးသိမ်းမှုတွေကြုံလာတိုင်းခွက်ကြီးကြီးနဲ့ခံယူနိုင်အောင်ကြိုးစားပါကိုဖန်ခွက်တစ်လုံးမဖြစ်ပါစေနဲ့ရေကန်တကန်ဖြစ်အောင်ပြောင်းလဲကျင့်ကြံပါဒီလိုဆိုရင်နာကျင်ခံစားနေရတာတွေဟာရေကန်နဲ့ရောက်သွားတဲ့စားတစ်စုပ်လိုရောပါသက်သာသွားပါလိမ့်မယ်လို့ပြောလိုက်တယ်